ဒီတစ်ချက်လေးကိုလုံးဝမမေ့စေချင်ပါဘူးကိုသွားနေတဲ့ခီးလန်ဘလောက်ဖဲဂျန်တန်းနေပါစေဒီတစ်ချက်ဒီကျွန်တော်တို့အားလုံးအသက်ရှင်နေရတဲ့တစ်စိတ်တည်းတာမမျောလင့်ထားတဲ့အရာတွေစိန်ခေါ်မှုတွေရပဲကျွန်တော်တို့ရဲ့အိမ်မက်တွေကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေကိုပို့ပြီးတော့တန်ဖိုးရှိစေတာဖြစ်ပါတယ်။အခါကျတော့လေကိုယ့်ရဲ့ဘဝနဲ့အခြားကိုယ့်ထက်ရှေ့ရောက်နေတဲ့လူတွေရဲ့ဘဝတွေနဲ့သွားပြီးတော့နှိုင်းယှဉ်မိတာမျိုးလည်းရှိနိုင်ပါတယ်။ငါကြတော့ဘာလို့မဖြစ်သေးရလဲ။ငါကြတော့ဒါမျိုးတွေဘာလို့မပိုင်ဆိုင်နိုင်သေးရလဲ။အစရှိတယ်။သိချစေချင်တာကိုယ်နဲ့နှိုင်းယှဉ်နေတဲ့လူအကြောင်းကိုဘာမှမသိ။သိတာဆိုတော့သူတို့ရဲ့ social media မှာသူတို့တင်နေတဲ့ပုံရိပ်တွေပဲကျွန်တော်တို့မှရှိတယ်။နောက်ွယ်မှာဒါတွေရဖို့အတွက်သူတို့ဘယ်လိုတွေဖြတ်တန်းခဲ့ရတယ်လဲဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့တယ်လဲကျွန်တော်တို့တခုမှမသိ။ဒါကြောင့်မို့နားလည်စေချင်ပါတယ်လူတိုင်းမှာမတူညီတဲ့အခက်အခဲတွေနဲ့မတူညီတဲ့ဘဝတွေကိုယ်စီရှိကြပါတယ်။သွားပြီးတော့နှိုင်းယှဉ်ခြင်းကနေပြီးရလာမယ့်အကျိုးကျေးဇူးဘာမှမရှိဘူး။အဲ့တော့ embracing the journey ကိုသွားနေတဲ့ key လမ်းကြောင်းကိုပဲအာရုံစိုက်ပါ။ကျွန်တော်ဒီ7 day series မှာပြောခဲ့တဲ့အချက်တိုင်းကိုတေချာလိုက်လုပ်ခဲ့ရဆိုလို့ရှိရင်တော့မိတ်ဆွေအတွက်အခွင့်အရေးဆိုတော့လက်တကမ်းမှာပဲရှိပါလိမ့်မယ်။အားလုံးကျေးဇူးတင်ပါတယ်။ပျော်ရွှင်ပြီးတော့မှအောင်မြင်တဲ့နေ့ရက်တွေများစွာပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်တောင်းပေးလိုက်ပါတယ်။အားဒီပဲဖြစ်ဖြစ်အမြဲတမ်းပြုံးထားပါ။ပုံတက်တာမျိုးရှိတယ်အမွှေးကျွတ်တာရှိတယ်။အဲ့ဒါကြရင်ကျွန်တော်တို့ကပတ်စံတပြားမှမပြီးဘဲနဲ့ပြန်လည်လုပ်ပြီးအမွှေးတွေကျွတ်သွားပြီဆိုရင်ကျွန်တော်တို့စီမာကအမွှေးကျွတ်သွားပြီဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့ကိုယ်စားအမွှေးဟိုပေါ့နော်သုံးမွေးစားကိုအစားထိုးပါတယ်သုံးမွေးစားဆိုတဲ့အနေထားမှာ AB ကိုတုံးထားပါတယ်ဒီလိုသူ့နှာခေါင်းကကျွန်တော်6သွားလို့ရှိရင်ဒီပိန်းပြီးတော့6သွားတယ်ပေါ့နော်ပိန်း6သွားတဲ့ဟာကိုကျွန်တော်တို့ကနှာခေါင်းကို AB ကိုပြန်တုံးပါပါမျက်လုံးကိုတော့ခံကိုတုံးထားပါလက်ရှိရှိတဲ့သူ့ရဲ့မူလရှိခဲ့တဲ့တရေကဒီတရေပဲရှိပါတယ်ကျန်တဲ့ဟာတွေအကုန်လုံးကဒီပလတ်စတာနဲ့ကင်ထားတဲ့ရုပ်ပါဒီခြေတဲ့လက်တွေခြေတဲ့လက်တွေပါမယ်ဒီတရေပါမယ်ပေါ့နော်သူ့ရဲ့တရေကိုကျွန်တော်ပြန်တုံးထားတာပါခင်ဗျဒီခွေးလေးတွေကြောင်လေးတွေငှက်ကလေးတွေဆိုရင်သူတို့ကတေးသေးချင်းကိုကျွန်တော်စီပြန်ပြီးဆက်သွယ်ပါတယ်ဆရာကြီးကျွန်တော်တို့အကောင်လေးယုံလေးပဲဖြစ်ဖြစ်ခွေးလေးပဲဖြစ်ဖြစ်ဘလုံးသွင်းနေမှာပဲအဲ့ဒါဆိုရင်ဆရာစီကိုယူလာခဲ့ကရေတက်ရှိတဲ့ပြောမလို့ဒီအမွှေးကျွတ်တာတို့ဒီအရေထွက်တာမျိုးတွေဆိုရင်လုပ်ပြီးလို့ရတယ်။ကြောင်နေအဲ့လိုမျိုးလေးတွေလောက်ကြပါတယ်။ငှက်ကလေးတွေလည်းသူတို့အိမ်မှာနှစ်သက်တဲ့အကောင်လေးတွေမတ်တရရှိနိုင်တဲ့အကောင်လေးတွေဆိုရင်သူတို့ကရုံလုံးသွင်းကြပါတယ်။ဥပမာခွေးပဲဖြစ်ဖြစ်ဒီကနေပြီးတော့နှမ်းမာတာတွေပို့တာတွေရှိပါတယ်။ခွေးလေးတွေကြောင်လေးတွေငှက်ကလေးတွေဆိုရင်ကျွန်တော်တို့ရန်ကုန်မှာဆိုရင်